မင်္ဂလာပါမြစီမရေဒီယိုအစီအစဉ်ကနေကြိုဆိုပါရစေမြစီမရေဒီယိုကမြန်မာပြည်သူတွေအတွက်ထုတ်လင်းတင်ဆက်ပေးလျက်ရှိပါတယ်မြစီမရေဒီယိုမနက်ပိုင်းအစီအစဉ်ကိုနေ့စဉ်မြန်မာစံတော်ချိန်မနက်9:00နာရီကနေ9:00နာရီခွဲအထိလိုင်းဒိုမီတာ31မီတာ9.43 MHz ကနေဖန်ယူနာဆင်နိုင်ပါတယ်မြစီမရေဒီယိုညနေပိုင်းအစီအစဉ်ကိုတော့နေ့စဉ်မြန်မာစံတော်ချိန်ည9:00နာရီကနေ9:00နာရီခွဲအထိလိုင်းဒိုမီတာ16မီတာ7.5 MHz ကနေထုတ်လွှင့်သွားမှာဖြစ်ပါတယ်ရှင်။မင်္ဂလာပါခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားအားလုံးဘေးကင်းလုံခြုံပြီးစိတ်ချမ်းသာကိုယ်ကျန်းမာရှိကြပါစေလို့မြစည်းမရေဒီယိုဖွဲ့သူဖွဲ့သားတွေကဆုတောင်းမေတ္တာပို့သလိုက်ပါတယ်ဇန်နဝါရီလ1ရက်ကြာသပတေးနေ့ညဘက်မြစည်းမရဲ့ရေဒီယိုစီစဉ်ကိုမြန်မာစံတော်ချိန်ည9:00နာရီကနေ9:00နာရီခွဲထိစတင်ထုတ်လွှင့်နေပါပြီကျွန်တော်ဆိုင်ခန့်ပါဒီကနေ့ညနားဆင်ရမယ့်စီစဉ်တွေကတော့ NUG ထိန်းချုပ်နေမြေတွေမှာရှိတဲ့အကျဉ်းသား130ဦးကိုလွှတ်ငင်းခွင့်ပြုတဲ့တဲ့တဲ့နဲ့အတူရွေးကောက်ပွဲပြီးအစိုးရတစ်ကိုတာဝန်လွှဲမယ်လို့စစ်ကောင်းဆောင်ပြောတဲ့အကြောင်းတွေအပါအဝင်နောက်ဆုံးရပြည်တွင်းနဲ့နိုင်ငံတကာသတင်းတွေကိုနားဆင်ရမှာပါသတင်းတွေပြီးမှာတော့လေးဝရီ FM ကပေးပို့ထားတဲ့အပတ်စဉ်ရခိုင်သတင်းစီစဉ်ကိုနားဆင်ရဖို့ရှိပါတယ်ခင်ဗျာမင်္ဂလာပါပြည်တွင်းသတင်းတွေကိုတင်ဆက်ပေးပါရမယ် NUG ထိန်းချုပ်မှုအောက်မှာရှိတဲ့အကျဉ်းထောင်အကျဉ်းစခန်းတွေမှာပြစ်ဒဏ်ကြခံနေကြရတဲ့အကျဉ်းသူအကျဉ်းသား130ဦးကိုရာဇဝတ်ကျင့်ထုံးဥပဒေပုံမှ431ပုံမှခွဲ1အရာစီကံသတ်မှတ်ချက်မထားဘဲပြည်ဒဏ်လွန်ငင်းခွင့်ပြုလိုက်တယ်လို့ NUG ကဇန်နဝါရီလ1ရက်ဒီကနေ့မှာထုတ်ပြန်ကြေညာပါတယ်မြို့သားညိုရဲအစိုးရ NUG ယာယီသမ္မတဒူဝါလရှိလာရဲ့လက်မှတ်နဲ့ပြည်ဒဏ်လွန်ငင်းချမ်းသာခွင့်အမိန့်ထုတ်ပြန်လာတာဖြစ်ပါတယ်အဲ့ဒီပုံမှ431ပုံမှခွဲ1မှာပြစ်မှုတစုံတရာအတွက်တဦးတယောက်ကိုပြည်ဒဏ်ချမှတ်ပြီးတဲ့အခါမှာနိုင်ငံတော်သမ္မတကဘယ်အချိန်အခါမဆိုစီကံချက်မထားပဲဖြစ်စေပြည်ဒဏ်စီရင်ချင်းခံရသူသဘောတူတဲ့စီကံချက်တစ်ခုခုထားလို့ဖြစ်စေပြည်ဒဏ်ကိုဆိုင်းငံ့ထားနိုင်တဲ့ဒါမှမဟုတ်ပြည်ဒဏ်အားလုံးဒါမှမဟုတ်အစိတ်အပိုင်းတစုံတရာကိုလွန်ငင်းချမ်းသာပေးနိုင်တယ်ဆိုပြီးပြဋ္ဌာန်းထားတာဖြစ်ပါတယ်ဒီကနေ့ကြာရောက်တဲ့နှစ်သက်အခါတမာရနေမှာຫນွေဦးတော်လန်ရေးရဲ့အကျိုးစီးပွားကိုရှေ့ရှုသောအဖြစ်၎င်းပြည်သူလူထုနှလုံးစိတ်ဝမ်းအေးချမ်းစေရေးနဲ့လူသားချင်းစာနာထောက်ထားမှုကိုအလေးထားသောအဖြစ်၎င်းဆိုပြီးလွန်ငင်းချက်တာခွင့်ပြုတဲ့အကြောင်းကြေညာချက်မှာပြောထားတာဖြစ်ပါတယ်။ဒါအပြင်ကျန်နေသေးတဲ့အကျဉ်းသူအကျဉ်းသားတွေကိုလည်းသူတို့ရဲ့ထောင်ဒဏ်တွေရဲ့3ပုံ1ပုံကိုပြည်ဒဏ်သက်သာခွင့်ပြုလိုက်ကြောင်းပြောထားပေမဲ့အရေးအတွက်ဘလောက်ကိုထောင်ဒဏ်တွေရဲ့3ပုံ1ပုံကိုပြည်ဒဏ်သက်သာခွင့်ပြုလိုက်တယ်ဆိုတာကိုကြေညာချက်မှာဖော်ပြမထားပါဘူး။ပြီးခဲ့တဲ့2025ဇန်နဝါရီလ1ရက်နေ့ကလည်း NUG ယာယီသမ္မတဒူဝါလရှိလာရဲ့လက်မှတ်နဲ့ပဲ NUG ထိန်းချုပ်မှုအောက်မှာရှိတဲ့အကျဉ်းထောင်အကျဉ်းစခန်းတွေကပြည်ဒဏ်ကြခံနေရသူအကျဉ်းသားစုစုပေါင်း169ယောက်ကို NUG ကလွန်ငင်းချမ်းသာခွင့်ပေးခဲ့ပါတယ်ခင်ဗျာစစ်အုပ်စုကကျင်းပတဲ့မြန်မာရွေးကောက်ပွဲပြီးဖြစ်ပေါ်လာတဲ့အခြေအနေတွေကိုအာဆီယံအဖွဲ့အနေနဲ့အကဲဖြတ်မယ်လို့အာဆီယံအလှည့်ကျဥက္ကဋ္ဌမလေးရှားဝန်ကြီးချုပ်အန်ဝါအီဘရာဟင်ကဒီဇင်ဘာလ30ရက်နေ့မှာပြောကြားခဲ့ပါတယ်။ဒါအပြင်ရွေးကောက်ပွဲအနိုင်ရဘယ်ပါတီကိုမဆိုအချိန်မတန်မီတရားဝင်မှုပေးမဲ့လုပ်ရက်တွေကိုရှောင်ရှားမယ်လို့လည်းမလေးရှားဝန်ကြီးချုပ်ကဆိုပါတယ်။ဒီဇင်ဘာလ28ရက်နေ့ကကျင်းပခဲ့တဲ့စစ်အုပ်စုရဲ့အတူအယောင်ရွေးကောက်ပွဲပထမပိုင်းအပြီးစစ်တပ်ကြောထောက်နောက်ခံကြံ့ခိုင်ရေးပါတီကအပြတ်အသက်အနိုင်ရရှိကြောင်းကြေညာခဲ့ပြီးနောက်မှာမလေးရှားဝန်ကြီးချုပ်ရဲ့မှတ်ချက်ထွက်ပေါ်လာခဲ့တာပါရွေးကောက်ပွဲတရားဝင်ရလဒ်ကိုမထုတ်ပြန်ရသေးပေမဲ့ဒီဇင်ဘာလ28ရက်နေ့ရွေးကောက်ပွဲမှာအောက်လွှတ်တော်အမတ်နေရာ102ခုအနက်82နေရာအထိအနိုင်ရခဲ့တယ်လို့ USDP ကပြောကြားထားပါတယ်အာဆီယံအဖွဲ့ခေါင်းဆောင်တွေဟာနိုင်ငံရေးဖြစ်စဉ်တွေအပါအဝင်မြန်မာနိုင်ငံရဲ့ဖြစ်ပေါ်တိုးတက်မှုတွေကိုတတိထားပြီးဆက်လက်စဉ်းစားမယ်လို့အာဆီယံလက်ရှိဥက္ကဋ္ဌအန်ဝါအီဘရာဟင်ကဆိုပါတယ်စစ်အုပ်စုရဲ့ရွေးကောက်ပွဲမှာတရုတ်နဲ့ရုရှားကပါဝင်ကူညီထောက်ပံ့ပေးနေတာဟာအာဆီယံကချမှတ်ထားတဲ့အခြေခံမူဝါဒကိုထိခိုက်စေတယ်လို့လည်းလူ့အခွင့်အရေးဆိုင်ရာအာဆီယံလွှတ်တော်များအဖွဲ့ APHR ကဒီဇင်ဘာလ29ရက်နေ့ကထုတ်ပြန်ထားပါတယ်။အာဆီယံဥရောပသမဂ္ဂအပါအဝင်နိုင်ငံတကာအစိုးရအဖွဲ့အစည်းတွေအနေနဲ့လည်း
စစ်အုပ်စုရွေးကောက်ပွဲကိုအတိအမှန်မပြုဘဲပယ်ချဖို့နဲ့အကြမ်းဖက်ကျူးလွန်မှုတွေအစုလိုက်အပြုံလိုက်တပ်ဖြတ်မှုတွေကိုရပ်တန့်နိုင်ဖို့အတွက်ဖိအားပေးမှုတွေပိတ်ဆို့အရေးယူမှုတွေပုံမမြင့်တင်လှုပ်ဆောင်ဖို့ကိုလည်းတောင်းဆိုထားပါသေးတယ်။စစ်အုပ်စုရဲ့ရွေးကောက်ပွဲဟာလွတ်လပ်တရားမျှတမှုကင်းမဲ့နေပြီးမဲလာရောက်ပေးသူတွေဟာအကြောက်တရားတွေလွှမ်းမိုးနေသလို2020ခုနှစ်ဒီမိုကရေစီနည်းကျရွေးကောက်ခံခဲ့ရတဲ့လွှတ်တော်ကိုယ်စားလှယ်တွေနိုင်ငံခေါင်းဆောင်တွေကိုလည်းဖမ်းဆီးထားပြီးမှကျင်းပတဲ့စစ်အုပ်စုရဲ့ရွေးကောက်ပွဲဖြစ်တာကြောင့်အတိအမှတ်မပြုသလိုကန့်ကွက်ရှုံချတယ်လို့လည်း APHR ကပြောကြားထားပါတယ်။စစ်ကော်မရှင်ကရွေးကောက်ပွဲအပိုင်း2နဲ့အပိုင်း3တို့ကိုဇန်နဝါရီလ17ရက်နေ့နဲ့25ရက်နေ့တို့မှာကျင်းပဖို့စီစဉ်ထားတာဖြစ်ပါတယ်။အခုနောက်ထပ်သတင်းတပုတ်အနေနဲ့မွန်ပြည်နယ်ဘီလင်းမြို့နယ်ရန်ကုန်မော်လမြိုင်ကားလမ်းပေါ်မှာအာဏာသိမ်းစစ်ကော်မရှင်တပ်စစ်ကြောင်းမိုင်းဆွဲပစ်ခတ်တိုက်ခိုက်ခဲ့ရပြီးချင်းမြတ်တရင်ခမရ3ကဒုတိယတန်ရင်မှုအပါအဝင်3ယောက်ထပ်မံတေဆုံးသွားတယ်လို့သတင်းရင်းမြစ်တွေစီကသိရပါတယ်။ဒီဇင်ဘာလ31ရက်မနေ့ကမနက်ပိုင်းကတောင်ပိုင်းတိုင်းစစ်ဒေသအမှတ်2စစ်ဒေသဗျူဟာအမှတ်20ခွန်တထုံခရိုင်ပကဖစစ်ကြောင်းကရဲဘော်4ဦးကခမရ3ကရန်ကုန်မော်လမြိုင်လမ်းအတိုင်းထွက်လာတဲ့စစ်ကော်မရှင်တပ်စစ်ကြောင်းကိုအလူးလေးချေရော်အနီးမှာမိုင်းဆွဲပစ်ခတ်တိုက်ခိုက်ခဲ့တာလို့သိရပါတယ်။ဒီတိုက်ခိုက်မှုအတွင်းခမရ3ကဒုတိယတရင်မှုအပါအဝင်3ယောက်ထက်မနည်းတေဆုံးသွားပြီးထိခိုက်ဒဏ်ရာရသူတွေလည်းရှိတယ်လို့သိရပါတယ်။ဒီတိုက်ခိုက်မှုအတွင်းတထုံခရိုင်ပကဖစစ်ကြောင်းကရဲဘော်တွေကတော့လက်ဦးမှုရယူခဲ့ကြောင်းစစ်ကော်မရှင်တပ်ဘက်ကခမရ3ဒုတက်ရင်မှုတေဆုံးတဲ့ဟာစစ်ကော်မရှင်တပ်ဘက်ကခမရ3ဒုတက်ရင်မှုတေဆုံးတယ်ဆိုတာမှန်ကန်ကြောင်းစစ်ကော်မရှင်စစ်ကြောင်းဘက်ကအချိန်အတော်ကြာတဲ့အထိလက်နက်ကြီးလက်နက်ငယ်တွေနဲ့ပြန်လည်ပစ်ခတ်တာတွေလုပ်ခဲ့တဲ့အကြောင်းသတင်းရင်းမြစ်3ခုကမီစီမာကိုပြောပါတယ်။အာဏာသိမ်းစစ်ကော်မရှင်တပ်စစ်ကြောင်းရဲ့ပြန်လည်ပစ်ခတ်မှုတွေကြောင့်အလူးလေးချေရော်ကဒေသခံနေအိမ်တချို့ထိမှန်ပျက်စီးမှုတွေရှိခဲ့တယ်လို့လည်းသိရပါတယ်ခင်ဗျာ။မြစီမာရေဒီယိုရဲ့ကြာသပတေးနေ့ညဘက်နောက်ဆုံးရပြည်တွင်သတင်းတွေကိုဆက်လက်ထုတ်လွှင့်နေပါတယ်။အခုနောက်ထပ်သတင်းတပုတ်အနေနဲ့အာဏာသိမ်းစစ်ကော်မရှင်ကကျင်းပတဲ့ရွေးကောက်ပွဲမှာအနိုင်ရတဲ့ပါတီကိုအစိုးရတာဝန်တွေကိုလွှဲပြောင်းပေးအပ်သွားမှာဖြစ်တယ်လို့အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ကပြောကြားလိုက်ပါတယ်။ဇန်နဝါရီလ1ရက်ဒီကနေ့မှာကြာရောက်တဲ့နှစ်သစ်ကူနှုတ်ခွန်းဆက်စကားမှာအာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ကရွေးကောက်ပွဲအပြီးထွက်ပေါ်လာမဲ့အစိုးရကိုနိုင်ငံတာဝန်တွေလွှဲပြောင်းပေးအပ်ပြီးဒုတိယစာမျက်နှာကိုအကောင်းဆုံးဖြစ်အောင်ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပါတယ်လို့ထည့်သွင်းပြောဆိုခဲ့တာဖြစ်ပါတယ်။ပြီးခဲ့တဲ့ဒီဇင်ဘာလ28ရက်နေ့ကမြို့နယ်ပေါင်း102မြို့နယ်မှာရွေးကောက်ပွဲအပိုင်း1စတင်ကျင်းပခဲ့ရာလက်ရှိအချိန်ထိမြို့နယ်83ခုရဲ့ရလဒ်တွေထွက်ပေါ်နေပါတယ်။အဲ့ဒီအထက်မှာအာဏာသိမ်းစစ်တပ်ကြောထောက်နောက်ခံပြုကြန့်ခိုင်ဖွံ့ဖြိုးရေးပါတီ USDP ကနေရာ68ခုမှာအနိုင်ရရှိထားတယ်လို့သိရပါတယ်။လက်ရှိမှာတော့ယာယီသမ္မတရာထူးကိုပါရယူထားတဲ့အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ကသူကိုယ်တိုင်သမ္မတလုံမလုံနဲ့ပတ်သက်ပြီးလွှတ်တော်အတွင်းသမ္မတရွေးချယ်ရေးကာလရောက်မှသာပြောဖို့တင့်တော်မယ်လို့ရွေးကောက်ပွဲနေ့ကပြောဆိုခဲ့ပြီးဒီနေ့မှာတော့အစိုးရအသစ်ကိုတာဝန်လွှဲအပ်မယ်ဆိုပြီးထပ်မံပြောဆိုလာတာဖြစ်ပါတယ်။ဒါအပြင်ငြိမ်းချမ်းရေးဆွေးနွေးမှုတွေမှာ2008ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအတွက်အချက်43ချက်ကိုသဘောတူညီမှုရရှိထားပြီဖြစ်ကြောင်းအဲ့ဒီအချက်တွေကိုလာမဲ့ထွက်ပေါ်လာမဲ့လွှတ်တော်မှာဆက်လက်ဆောင်ရွက်သွားမှာဖြစ်ကြောင်းလည်းအာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ကဆိုပါတယ်။ဒါပေမဲ့ဘယ်အဖွဲ့အစည်းတွေနဲ့သဘောတူညီချက်ရယူခဲ့တယ်ဆိုတာကိုရှင်းရှင်းလင်းလင်းပြောဆိုထားတာမရှိပါဘူး။အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်က2025အတွင်းနိုင်ငံခြားယင်းနှိမ့်မြုပ်နှံမှုတွေတိုးတက်လာကြောင်းနဲ့နိုင်ငံရေးအပြောင်းအလဲကောင်းတွေရှိခဲ့ကြောင်းပြောဆိုပေမဲ့လက်တွေ့မှာတော့ပြည်သူတွေကတော့ကုန်စည်နှုန်းကြီးမြင့်မှုဒဏ်လျှက်စစ်မီပြတ်တောက်မှုဒဏ်အလုံးလက်မဲ့ပြဿနာတွေနဲ့လုံခြုံရေးဆိုင်ရာစိုးရိမ်စိန်ခေါ်မှုတွေများစွာဆိုးဆိုးဝါးဝါကြုံနေကြရတယ်လို့စောင့်ကြည့်သူတွေကထောက်ပြပြောဆိုကြပါတယ်။အာဏာသိမ်းစစ်အုပ်စုကသူတို့ရဲ့ရည်မှန်းချက်တွေအတိုင်းရွေးကောက်ပွဲကိုအကောင့်ထဲဖော်ဆောင်နေတာဖြစ်ပြီးတော့ကြံနေသေးတဲ့ရွေးကောက်ပွဲအပိုင်း2နဲ့အပိုင်း3ကိုပြည်သူတွေပူးပေါင်းပါဝင်မဲပေးကြဖို့စစ်ခေါင်းဆောင်ကတိုက်တွန်းပြောဆိုသွားပါတယ်ခင်ဗျာမြစီမာရေဒီယိုရဲ့ကြာသပတေးနေ့ညဘက်နောက်ဆုံးရပြည်တွင်သတင်းတွေကိုနားဆင်ကြရတာပါအခုဆက်လက်ပြီးနိုင်ငံတကာသတင်းတွေကိုနားဆင်ရမှာပါ
ထိုင်ဝမ်ကျွန်းတစ်ဝိုက်ကြည်စစ်အကြည်အမှန်နေနဲ့ပြုလုပ်တဲ့စီးရီးလေ့ကျင့်ခန်းကိုတရုတ်နိုင်ငံကအင်္ဂါနေ့မှာပြုလုပ်ခဲ့ပါတယ်။ကိုပိုင်အုပ်ချုပ်ခွင့်ရကျွန်းနိုင်ငံရဲ့အထူးစိတ်ကမ်းတွေကိုပိတ်ဆို့တဲ့တွင်တူပြုလေ့ကျင့်ခန်းကိုရည်ရွယ်ပြုလုပ်ခဲ့တာပါ။ထိုင်ဝမ်ကိုသူတို့ရဲ့အချုပ်အခြာအာဏာပိုင်နေမည်လို့တရုတ်ကတောင်းဆိုပြောကြားထားပြီးအဲ့ဒီဒီမိုကရေစီကျွန်းနိုင်ငံကိုစစ်အင်အားအသုံးပြုသိမ်းယူခြင်းမပြုဘူးလို့မပြောနိုင်ကြောင်းလည်းပြောဆိုထားပါတယ်။ထိုင်ဝမ်နိုင်ငံကိုအဓိကစီးရီးရကြောထောက်နောက်ခံပြုပေးနေတဲ့အမေရိကန်နိုင်ငံကတိုင်ပေကိုလက်နက်အမြောက်ပြားရောင်းချပေးလိုက်ပြီးတဲ့နောက်အဲ့ဒီစစ်အင်အားပြပွဲပေါ်ထွက်လာခဲ့တာဖြစ်ပါတယ်။ထိုင်ဝမ်ကိုအင်အားအသုံးပြုတိုက်ခိုက်ခဲ့ရင်တိုကျိုရဲ့စီးရီးရတုံ့ပြန်မှုကိုခံရမယ်လို့ဂျပန်ဝန်ကြီးချုပ်ကသဘောထားမှတ်ချက်ပေးပြီးအဲ့ဒီလိုပေါ်ထွက်လာတာလည်းဖြစ်ပါတယ်။ပြင်ပအင်အားစုတွေကထိုင်ဝမ်ကိုလက်နက်တပ်ဆင်ပေးနေတာဟာထိုင်ဝမ်ရေလက်ကြားကိုချက်ချင်းစစ်ဖြစ်နိုင်တဲ့အလွန်အန္တရာယ်များတဲ့အနေအထားကိုတွန်းပို့နေခြင်းဖြစ်တယ်လို့လည်းပေကျင်းကနိုင်ငံအမည်တွေကိုဖော်ပြတာမပြုဘဲတနင်္လာနေ့မှာသတိပေးထားပါတယ်။တရုတ်နိုင်ငံရဲ့ထိုင်ဝမ်နဲ့ပေါင်းစည်းရေးကိုတားဆီးမဲ့ဘလို့ကြိုးပမ်းမှုကိုမဆိုကြာဆုံးရမှာသာဖြစ်တယ်လို့လည်းတရုတ်နိုင်ငံသားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူလင်ကျန်းကတနင်္လာနေ့မှာပြောထားပါတယ်။တောင်ကိုရီးယားကိုထိမှန်အောင်ပစ်ခတ်နိုင်တဲ့အတွဲလိုက်ဒုံးပစ်စင်အသစ်တွေထုတ်လုပ်နေတဲ့စက်ရုံကိုမြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျွန်အွန်တွားရောက်ကြည့်ရှုခဲ့ပြီးတဲ့နောက်အဲ့ဒီလက်နက်တစ်တွေရဲ့စွမ်းဆောင်ရည်ဟာစုပြုံပစ်ခတ်ရင်ရန်သူကိုချေမှုန်းနိုင်တယ်လို့အမွန်းတင်ပြောဆိုခဲ့ကြောင်းနိုင်ငံပိုင်မီဒီယာကအင်္ဂါနေ့မှာရေးသားဖော်ပြပါတယ်။မြောက်ကိုရီးယားနိုင်ငံဟာနည်းပညာသဘောအရတောင်ကိုရီးယားနိုင်ငံနဲ့စစ်ဖြစ်နေစေဖြစ်ပြီးပြည်ပခဖြစ်ပွားလာခဲ့ရင်သူတို့ရဲ့ကြီးမားတဲ့အမြောက်လက်နက်အရေးအတွက်နဲ့ခေါင်းမထောင်နိုင်အောင်ပြစ်ခတ်နှိမ်နင်းရေးဟာသူတို့ရဲ့အဓိကမဟာဗျူဟာလို့ကြားမြင့်စွာကလေးကပဲယုံကြည်ယူဆခဲ့ကြပါတယ်။ IRD ညံကြီးရှင်အဖွဲ့ရဲ့2020ခုနှစ်လေ့လာချက်အရမြောက်ကိုရီးယားရဲ့အမြောက်လက်နက်စနစ်တွေဟာတောင်ကိုရီးယားမြို့တော်လိုလူဦးရေထူထပ်တဲ့နေရာတွေစီပြစ်မှတ်ထားတိုက်ခိုက်ခဲ့ရင်တနအီကန့်မြအတွင်းလူပေါင်း1000အထိထိခိုက်ဒေကျေစေနိုင်တယ်လို့ဆိုထားပါတယ်။ပြင်ပချင်းချောက်မှုတွေကိုတားဆီးဟန်တာဖို့အတွက်မဟာဗျူဟာမြောက်တာဝေးပစ်ခရုစ်ဒုံးကျည်စနစ်2ခုကိုတိုက်ပွဲဝင်အသင့်အနေထားဖြစ်ဖို့ပြစ်ခတ်စမ်းသပ်ခဲ့ကြောင်းပြုံယမ်းကပြောဆိုခဲ့ပြီးနောက်တရက်မှာအခုလိုကင်မြက်စက်ရုံလေပတ်ကြည့်ရှုမှုသတင်းပေါ်ထွက်လာခဲ့တာဖြစ်ပါတယ်။မြောက်ကိုရီးယားဒုံးကျည်အစီအစဉ်ကထိပ်တန်းအရာရှိတွေလိုက်ပါခဲ့တဲ့အဲ့ဒီခီးစဉ်အပြီးမှာကင်ကအဲ့ဒီဒုံးလက်နက်စနစ်အသစ်တွေဟာသူ့စစ်တပ်အတွက်အဓိကထိုးစစ်လက်နက်အဖြစ်အသုံးပြုနိုင်တယ်လို့ပြောကြားခဲ့ကြောင်းနိုင်ငံပိုင်သတင်းဌာနဖြစ်တဲ့ကိုရီးယားဗဟိုသတင်းအေဂျင်စီ KCNA ရဲ့သတင်းပေးပို့ချက်အရသိရပါတယ်။ဒီလက်နက်စနစ်အသစ်တွေကိုမဟာဗျူဟာမြောက်တိုက်ခိုက်မှုအဖြစ်လည်းအသုံးပြုနိုင်တယ်လို့သူကဆက်လက်ပြောဆိုခဲ့ပါတယ်။ဒီအဓိပ္ပာယ်ဟာနျူကလ িয়ার လက်နက်တွေတပ်ဆင်အသုံးပြုနိုင်ကြောင်းစကားအလားနဲ့ပြောဆိုတာဖြစ်ပါတယ်။အတွဲလိုက်ဒုံးလက်နက်စနစ်အသစ်ဟာအလွန်ကြီးမားပြင်းထန်တဲ့လက်နက်စနစ်ဖြစ်ပြီးတိကျပြင်းထန်တဲ့စွမ်းအားနဲ့ရုတ်တရက်အတိအကျထိမှန်အောင်ပစ်ခတ်တိုက်ခိုက်ပြီးရန်သူကိုချေမှုန်းနိုင်စွမ်းရှိတယ်လို့ကင်ကပြောဆိုခဲ့ကြောင်း KCNA ကဖော်ပြထားပါတယ်။မြစ်မရေဒီယိုရဲ့ကြာသပတေးနေ့ညဘက်ပြည်တွင်းနဲ့နိုင်ငံတကာသတင်းတွေကိုနားဆင်ကြရတာဖြစ်ပါတယ်။အခုကတော့လေဦးရီအဖန်ကပေးပို့ထားတဲ့အပတ်စဉ်ရခိုင်သတင်းစီစဉ်အလှည့်ပါအားလုံးသူကိုတာလီစွာပါလေဦးရီအဖန်ကကြိုဆိုပါရရှင်ဒီကနေ့မှာတော့ရခိုင်ပြည်သို့သတင်းများပေးပို့ခြင်းစီစဉ်ကိုစတင်မှာတော့မယ်ကျွန်မကတော့လေဦးရီအဖန်ဝိုင်းတော်သူနေဖြစ်ပါရရှင်ရခိုင်ဒေသတစ်ခုလုံးလေကြောင်းအန္တရာယ်တွေကြုံတွေ့နေကြရတဲ့အတွက်တောတာရှင်တွေဂရုစိုက်ကြဖို့တိုက်တွန်းလိုက်ပါတယ်လေရင်တန်ကြားတဲ့အခါဘုံခိုခြင်းနဲ့ပြေးဝင်ပါပောက်ကွဲတန်ကြားတဲ့အခါမြေကြီးမှာဝစ်ပြီးနားကိုလက်နဲ့ပိတ်ထားပါညဘက်တွေဆိုအထူးဂရုပြုဖို့လိုအပ်ပါတယ်ရှင်လေကြောင်းတိုက်ခိုက်မှုတွေဟာမြို့ရွာအနှံ့မှာဖြစ်နေတဲ့အတွက်လူစုလူဝေးတွေကိုရှောင်ရှားကြဖို့လိုအပ်ပါတယ်။စုဝေးပြီးပျော်ပွဲရှင်ပွဲတွေလုပ်တာမျိုးအလူအတန်းလုပ်တာမျိုးညဘက်တွေမှာမိတထိန်ထိန်လင်းနေအောင်ထွန်းထားတာမျိုးမလုပ်ကြပါနဲ့ရှင်။
ဒီကနေ့အတွက်ကတော့တန်ရွဲမြို့မှာစက်တိုက်လေးချောင်းတိုက်ခိုက်ခံရတဲ့သတင်းတွေနဲ့အတူထူးခြားသတင်းတွေကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ဒီကနေ့တင်ဆက်ပေးသွားမယ့်သတင်းတွေကတော့နှစ်တကူညမှာတန်ရွဲမြို့ပုံကျဲတိုက်ခိုက်ခံရမှုကြောင့်အရသာ3ဦးထိခိုက်ဒဏ်ရာရပြီးနေအိမ်9လုံးဆုံးရှုံးခဲ့ရတဲ့သတင်းငပလီမြို့လင်းတာရက်ကွက်ကိုပေါင်900ပုံးတွေကျဲချခဲ့တဲ့ဖြစ်စဉ်မှာ3နှစ်အရွယ်ကလေးတဦးကိုအပြက်အစည်းတွေကြားကနေကဲထုတ်ခဲ့ရတဲ့သတင်းစစ်ကောင်စီပြုလုပ်တဲ့ရွေးကောက်ပွဲဝင်ပြိုင်တဲ့ရခိုင်ပါတီတွေမဲရှုံးခဲ့တဲ့သတင်းတွေနဲ့အတူတဘာဝအတိုင်းနေထိုင်ကျက်စားတဲ့ဇီဝမျိုးစိတ်တွေကိုကာကွယ်ဖို့ ULA ကဒီတန်ရအမိန့်တစ်ခုကိုထုတ်ပြန်လိုက်တယ်ဆိုတဲ့သတင်းကိုနားဆင်ကြရမှာပဲဖြစ်ပါတယ်နှစ်တကူညမှာတန်ရွဲမြို့ကိုစစ်ကော်မရှင်ကပုံကျဲခဲ့တဲ့အတွက်မာကလမ်းပေါ်ကနေတရှုံမီးလောင်ပျက်စီးခဲ့ပါတယ်။မီးလောင်မှုတွေကိုဆင့်ပွားမကူးဆက်ရအောင်ည10:00နာရီဝန်းကျင်မှာမီးငြိမ်းတက်နိုင်ခဲ့ပေမဲ့အရသာ3ဦးထက်မနည်းထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။အခုရက်ပိုင်းမှာတန်ရွဲမြို့ကိုစစ်ကော်မရှင်ကပြစ်မှတ်ထားတိုက်ခိုက်လာတဲ့အတွက်ပြန်လည်ဝင်ရောက်နေထိုင်သူတွေဟာမလုံခြုံမှုတွေနဲ့စိုးရိမ်မှုတွေမြင့်တက်လာကြပါတယ်။ဒီဇင်ဘာနောက်ဆုံးပတ်ထဲမှာတင်တန်ရွဲမြို့နယ်ရွာချေကျေးရွာငပလီကန်းချေဒေသလင်းတာရက်ကွက်တန်ရွဲမြို့အမှတ်1ရက်ကွက်တို့ကိုနေ့စဉ်ရက်ဆက်ဆိုသလိုပေါင်900ပုံနေနဲ့တိုက်ခိုက်နေတာပဲဖြစ်ပါတယ်။ဒီတိုက်ခိုက်မှုတွေကြောင့်တန်ရွဲမြို့တစ်မြို့ထဲမှာတင်တပတ်အတွင်းအရသာ10ဦးသေဆုံးခဲ့ရတယ်လို့လူနေအိမ်တွေလည်းမီးလောင်ပျက်စီးခဲ့တာပါ။ဒါကြောင့်ဒေသခံတွေဟာပြန်လည်အရှေ့ချနေတဲ့မြို့တွေမှာမနေရတော့ပဲဒုတိယအကြိမ်နေအိမ်တွေကိုစွန့်ခွာနေကြရတယ်လို့မြေပြင်သတင်းအရင်းမြစ်တွေကပြောပါတယ်။ ရက်ွက်မှာနေပြီးတော့လက်ရှိပြည်သူလူထုကမနေရတော့တဲ့အတွက်ကြောင့်နေရဆုံးခါသွားတဲ့သူတွေယာယီနေထိုင်မှုနဲ့စားနပ်ရိက္ခာတွေအရေးပေါ်လိုအပ်တာပေါ့။မြောက်ဦးမြို့ကြောက်ဖြူမြို့တန်ရွဲမြို့အပါအဝင်ရခိုင်ကိုပုံကျဲတိုက်ခိုက်မှုကြောင့်ဒီဇင်ဘာလတလထဲမှာတင်အရသာပြည်သူ53ဦးသေဆုံးခဲ့ရပြီးတော့100ကျော်ဟာထိခိုက်ဒဏ်ရာရရှိထားပါတယ်။ကွာတန်ရွဲတောင်ကုတ်အမ်းမြို့တွေကိုစစ်ကော်မရှင်ဘက်ကရွေးကောက်ပွဲကျင်းပနိုင်မှုမျှော်မှန်းချက်ပြည့်ပြည့်သွားချိန်မှာအရသာတွေကိုအခုလိုပြစ်မှတ်ထားတိုက်ခိုက်လာတာပဲဖြစ်ပါတယ်။ဘုံကျတဲ့နေ29ရက်နေ့ည7နာရီကပဲတစ်ပုံအဆောက်အဦအောင်တစ်ပုံအောင်မှာပြီးနေတာရက်30နေ့မနေ့7နာရီကျော်မှသူ့ကိုတွေ့ရတယ်7နာရီလောက်ပြေးမိတာမသေးဘူးကောင်းကောင်းနဲ့ခလေးသူ့နာမည်ကတော့မေကန်ကောင်းလို့ထည့်ပေးတာငပလီကန်းရှေလင်းတာအုပ်စုကျင်းကန်ကြီးရက်ွက်ဘုံကျဲခံရမှုဖြစ်စဉ်မှာအသက်ရှင်ကြံသူတွေဟာမီးလောင်ဒဏ်ရာကိုခံစားနေရပြီးတော့ဒဏ်ရာတွေပြင်းထန်နေတယ်လို့သိရပါတယ်အသက်3နှစ်အရွယ်ကလေးအပါအဝင်12ဦးလောက်ဟာမိသင့်ဒဏ်ရာတွေနဲ့ဆေးကုသမှုခံယူနေရတာပါတေဆုံးသွားသူတွေကတော့မနေ့ကဒီဇင်ဘာ30ရက်နေ့မှာတကြိုလိုက်ပြီးတော့အသက်ရှင်ကျန်တဲ့လူတွေကိုအကူအညီပေးဖို့အရေးပေါ်စီစဉ်နေရတဲ့အကြောင်းကိုငပလီကန်းရှေစုပေါင်းပရဟိတအဖွဲ့တာဝန်ခံကိုသက်လွင်ဖြိုးကအခုလိုပြောပါတယ်ကျင်းကန်ကြီးမှာတော့တေဆုံးသူ9ယောက်ဒဏ်ရာရသူ12ယောက်လက်တလောကတော့အဲ့ဒီနေ့ကပဲဒီကဆဲတွေလုပ်တော့ပေါ့မနေ့ကတော့တေဆုံးတဲ့ရုပ်လောင်းတွေကိုရဟန်းတန်ကပြင်ပြီးတော့ကောင်းမွန်စွာမီးသိန်းကြိုပေးလိုက်တယ်ထိခိုက်ဒဏ်ရာရရှိသူတွေထဲမှာတော့ကိုလက်အင်ကဆုံးရှုံးသူတွေတော့ပါဖို့ဘာဖြစ်လို့လဲဆိုတော့မီးလောင်တဲ့အခြေအနေတွေဖြစ်သွားတာကတော်တော်ဆိုးဝါးဖြစ်သွားတယ်နောက်မိဘမဲ့ကလေးကတော့တယောက်ကြံရှိတာပေါ့ဘုံကျတဲ့နေ29ရက်နေ့ည7နာရီကပဲတစ်ပုံအဆောက်အဦအောင်တစ်ပုံအောင်မှာပြီးနေတာရက်30နေ့မနေ့7နာရီကျော်မှသူ့ကိုတွေ့ရတယ်7နာရီလောက်ပြေးမိတာမသေးဘူးကောင်းကောင်းနဲ့ခလေးသူ့နာမည်ကတော့မေကန်ကောင်းလို့ထည့်ပေးတာအဲ့ကလေးကကျမ်းပါတယ်ဒါတော့တေးပြီးဆိုပြီးတော့အလောင်းကိုချတာအဲ့မှာအိမ်အောက်မှာဟိုဖြစ်နေတာပြီးပြီးတော့ဗာလဲမြေသူ့မရတော့ဆုံးသွားပြီပေါ့စစ်ကော်မရှင်ဘက်ကဒီဇင်ဘာ29ရက်ည7နာရီကျော်မှာငပလီကန်းရှင်မှာရှိတဲ့လင်းတာရက်ကွက်ကိုပေါင်900ပုံနှလုံးနဲ့ဒီရီတော်တွေကိုပေါင်900ပုံနှလုံးစုစုပေါင်း4လုံးကျဲရှာခဲ့တာပါနှလုံးကတော့လူနေအိမ်တွေကိုထိမှန်ခဲ့ပြီးတော့နောက်ထပ်နှလုံးကတော့ဒီရီတော်တွေကိုကြားခဲ့တာဖြစ်ပါတယ်ဒီပြစ်စင်တွေကိုအစအဆုံးလိုက်ပါကူညီနေတဲ့ဒေသခံလူမှုကူညီအဖွဲ့ကအခုလိုထပ်ပြောပါတယ်ထိခိုက်ဒဏ်ရာရတဲ့အပြစ်မဲ့ရသားပြည်သူတွေကိုကူညီပေးဖို့အဓိကကတော့ကျွန်တော်ဆေးကူသားစီနေစရာအိမ်ပစ္စည်းသွားတဲ့သူတွေအတွက်ယာယီနေထိုင်မှုအဆောက်အဦတွေရက်ွက်မှာနေပြီးတော့လက်ရှိပြည်သူလူထုကမနေရတော့တဲ့အတွက်ကြောင့်နေရဆုံးခါသွားတဲ့သူတွေယာယီနေထိုင်မှုနဲ့စားနပ်ရိက္ခာတွေအရေးပေါ်လိုအပ်တာပေါ့ကျွန်တော်ငပလီကကျေစုပေါင်းပရဟိတအဖွဲ့အနေနဲ့ဒီဒဏ်ရာရသူတွေရောတေဆုံးသူတွေအတွက်ပါအများဆုံးကူညီထောက်ပံ့နေဖို့အတွက်ကျွန်တော်နိုင်ငံတကာကိုချိတ်ဆက်ပြီးတော့အလူခံသွားဖြစ်ပါတယ်ကျွန်တော်ဒီဇင်ဘာ31ရက်နေ့ကနေပြီးတော့ကျွန်တော်တို့15ရက်နေ့တတိကိုကျွန်တော်တို့
နိုင်ငံတကာနဲ့ကျွန်တော်တို့ပြည်တွင်းပြည်ပအလူရှင်တွေအားကိုးပြီးတော့ကျွန်တော်ရရှိတဲ့အလူငွေအားလုံးကိုထိခိုက်ဒဏ်ရာရသူတွေရဲ့အရေးပေါ်ဆေးကုသမှုခံယူနေရတဲ့လူတွေရဲ့နောက်လက်တလောနေပြီးတော့အဲ့ဒီရက်ွက်ကနေစရာမရှိတဲ့လူတွေပေါ့ခိတ္တရာကြီးခြောက်သွင်းနေတဲ့လူတွေကိုထောက်ပံ့မှုတွေကျွန်တော်တို့ကြိုးစားပြီးတော့ကျွန်တော်တို့ကိုကြီးဆောင်ရွက်သွားပါဖို့ရခိုင်ပြည်တန်တွဲငပလီကန်းရှင်နဲ့မြောက်ဦးမြို့တို့ကိုဒီရက်ပိုင်းမှာတိုက်ခိုက်ထားပြီးတော့တိတ်ဆုံးသူနဲ့ကိုလက်အင်ကဆုံးရှုံးသူတွေဟာပုံမများပြားလာပါတယ်။ဒါပြင်မိဘမဲ့ဖြစ်သွားတဲ့ကလေးငယ်အရေးအတွက်တွေကလည်းများပြားလာပါတယ်။စစ်ကော်မရှင်ရဲ့ရွေးကောက်ပွဲမှာဝင်ပြိုင်ကြတဲ့ရခိုင်ပါတီတွေရွေးကောက်ပွဲမှာရှုံးနိမ့်သွားပါတယ်။ဒေါက်တာအေးမောင်ဦးဆောင်တဲ့ရခိုင်ဦးဆောင်ပါတီ AFP ပါတီဥပချိန်ဦးဆောင်တဲ့ရခိုင်တိုင်းရင်းသားများပါတီ RNP ပါတီတို့ဟာရွေးကောက်ပွဲအကြိုကာလမှာရေပန်းစားခဲ့ပေမဲ့စစ်တပ်ကြောထောင်နောက်ခံဖြစ်တဲ့ပြည်ခိုင်ပြိုးပါတီကပဲရွေးကောက်ပွဲမှာအနိုင်ရသွားတာဖြစ်ပါတယ်။စစ်တွေကြောက်ဖြူနဲ့မအောင်မျိုးတို့မှာစစ်ကော်မရှင်ရဲ့ရွေးကောက်ပွဲပထမအသုတ်ကိုကျင်းပခဲ့ကြပြီးပြည်ခိုင်ပြိုးပါတီဟာအဓိကမျိုး2မျိုးဖြစ်တဲ့စစ်တွေကြောက်ဖြူကပြည်내လွှတ်တော်အမျိုးသားလွှတ်တော်ပြည်သူ့လွှတ်တော်နေရာအားလုံးမှာကြိုတင်မဲတွေနဲ့အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။ဒီဇင်ဘာ28ရက်နေ့ညနေပိုင်းမှာတည်းကပြည်ခိုင်ဖြိုးပါတီအမတ်ဦးလှဆွေဟာရခိုင်အပါအဝင်တနိုင်ငံလုံးမှာသူတို့ပါတီအနိုင်ရတဲ့အကြောင်းကိုအောင်ပွဲခံထားပါတယ်။ကျွန်တော်တို့ကြံတဲ့ရှစ်မြို့နယ်လုံးအကုန်နိုင်တာပေါ့နော်။တော့ရခိုင်ပြည်နယ်နိုင်နေရန်ကုန်တိုင်းအကုန်နိုင်နေပြီးတော့အကုန်နိုင်ကရင်အကုန်နိုင်မကွေးနိုင်ရှမ်းရှေ့နိုင်ကယားနိုင်မွန်နိုင်ကချင်နိုင်ကျန်တဲ့ဟာတွေကတော့အခုရေးတွက်ဆဲပေါ့နော်ပထမအတုပ်ပေါ့နော်ဒုတိယအတုပ်နဲ့တတိယအတုပ်ဆက်ပြီးတော့ကြိုးစားကြပါအောင်လို့ကျန်တဲ့ပါတီတွေလည်းလေမောင်မြို့မှာတော့ရခိုင်ဦးဆောင်ပါတီကပြည်내နဲ့အမျိုးသားလွှတ်တော်နေရာရခိုင်တိုင်းရင်းသားများပါတီ RNP ကပြည်သူ့လွှတ်တော်တနေရာတို့ကိုအနိုင်ရရှိခဲ့ပါတယ်။ဒါကြောင့်2025စစ်ကော်မရှင်ရွေးကောက်ပွဲမှာရခိုင်ပါတီ2ခုပေါင်းပြီးကိုယ်စားလှယ်3ဦးထွက်ရှိလာပါတယ်။ရခိုင်ကမြို့နယ်14မြို့နယ်ကို ULA ဘက်ကထိန်းချုပ်ထားတာဖြစ်ပြီးကျန်တဲ့မြို့3မြို့မှာရွေးကောက်ပွဲကိုပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။ရခိုင်မှာစောင်းကိုငှက်တွေကိုဖမ်းဆီးတပ်ဖြတ်ရင်အရေးယူမယ်ဆိုပြီးတော့ ULA ကထုတ်ပြန်လိုက်တာပါပင်လယ်ကမ်းရိုးနဲ့ရေဝတ်ဒေသတွေများပြားတဲ့ရခိုင်မှာအခုချိန်ဆိုရင်စောင်းကိုငှက်တွေဝင်ရောက်လာတတ်ပါတယ်အာဏာသိမ်းမှုမဖြစ်ဖွားခင်2020ခုနှစ်မှာဆိုရင်ရခိုင်ကမ်းရိုးတန်းနတာကျွန်းနဲ့မေယူမြို့ဝဒေသတွေကိုဇီဝမျိုးစိတ်မျိုးစုံကျက်စားနေထိုင်မှုကမ္ဘာအဆင့်အရေးပါတဲ့ရန်စာရေဝတ်ဒေသအဖြစ်အတိအမှတ်ပြုခံထားရပါတယ်ULA ရဲ့ဒီထုတ်ပြန်ချက်ဟာတဘာဝပတ်ဝန်းကျင်နဲ့ဇီဝမျိုးစိတ်တွေကိုကာကွယ်ဖို့ရှီလန်းတရက်ဖြစ်ပြီးတော့ရခိုင်ကမ်းရိုးတန်းနဲ့ငှက်မျိုးစိတ်တွေအတွက်အရေးကြီးတဲ့ထုတ်ပြန်ချက်တရက်လည်းဖြစ်ပါတယ်။ဒေသခံတွေအနေနဲ့စောင်းကိုငှက်တွေကိုဖမ်းဆီးရောင်းချတာစားတောက်တာတွေကိုတားမြစ်တယ်လို့အာရခပြည်သူတော်လှန်ရေးအစိုးရရဲ့တစ်တော်နဲ့တဘာဝပတ်ဝန်းကျင်စီမံခန့်ခွဲရေးဌာနကဒီဇင်ဘာ24ရက်နေ့မှာထုတ်ပြန်လိုက်တာဖြစ်ပါတယ်။ဒီထုတ်ပြန်ချက်ထဲမှာဆိုရင်နံပါတ်1စောင်းကိုငှက်တွေကိုဖမ်းဆီးခြင်းပြစ်ခတ်ခြင်းတပ်ဖြတ်ခြင်းများလုံးဝမပြုလုပ်ရနံပါတ်2စောင်းကိုငှက်များအားတေဆုံးလျက်ဖြစ်စေအသက်ရှင်လျက်ဖြစ်စေရောင်းချခြင်းများကိုတားမြစ်သည်နံပါတ်3စောင်းကိုငှက်များအားချက်ပြုတ်စားတောက်ခြင်းစားတောက်ဆိုင်များတွင်ရောင်းချခြင်းများမပြုလုပ်ရနံပါတ်4စောင်းကိုငှက်များ၏ဥများအားရောင်းချခြင်းစားတောက်ခြင်းဖျက်ဆီးခြင်းများကိုတားမြစ်သည်နံပါတ်5စောင်းကိုငှက်များ၏နေထိုင်ရာအတိုက်အမျိုးများတဘာဝနေရာတွေဖြစ်တဲ့ရေကန်မြေရှောင်းတောတန်းများအားဖျက်ဆီးခြင်းအနှောက်အယှက်ဖြစ်စေသည့်လုပ်ရများကိုမပြုလုပ်ရနံပါတ်6စောင်းကိုငှက်များအားဖမ်းဆီးရန်အသုံးပြုသောကိရိယာများဖြစ်တဲ့ထောင်ချောက်ပိုက်ကွန်လျှက်စစ်ကိရိယာများဓာတုဆေးဝါးများကိုအသုံးမပြုရနံပါတ်9စီးမြင့်စည်းကမ်းများကိုဖောက်ဖျက်ပါကသက်ဆိုင်ရာတဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဥပဒေနဲ့ညီအရေးယူဆောင်ရွက်သွားမည်လို့ထုတ်ပြန်ချက်မှာထည့်သွင်းထားတာပါ။ ULA ထိန်းချုပ်တဲ့ဒေသတွေမှာဒေသနယ်ကအမိန့်တစ်ခုအနေနဲ့ထုတ်ပြန်တာဖြစ်ပြီးအသိပညာပေးစိုက်ပုဒ်တွေကိုလည်းလမ်းဘေးဝဲရမှာကတ်ထားတာကိုတွေ့ရပါတယ်။
ကျွန်တော်တို့မြစည်းမရေဒီယိုကထုတ်လွှင့်နေတဲ့သတင်းစီစဉ်တွေသတင်းဆောင်ပါတွေဆက်သွယ်မေးမြန်းချက်တွေနဲ့ပတ်သက်ပြီးတောတာရှင်တို့အနေနဲ့ဝေဖန်အကြံပြုချက်တွေနဲ့ရင်ဖွင့်ပြောပြခြင်းတဲ့အကြောင်းအရာတွေကိုကျွန်တော်တို့ရဲ့ 108 FM Facebook Page ရဲ့ Messenger နဲ့မြစည်းမရေဒီယိုဆောင်ပါရှင်ဆိုတဲ့ Telegram Group မှာစာရေးသားပေးပို့နိုင်ကြပါတယ်။တောတာရှင်တို့ရဲ့ဝေဖန်အကြံပြုချက်တွေကိုကြိုဆိုပါရစေခင်ဗျာ။မြစည်းမရေဒီယိုရဲ့ဒီနေ့ညအစီအစဉ်ကတော့ဒီလောက်ပါပဲမြန်မာနိုင်ငံသူနိုင်ငံသားအပေါင်းဆရာနာရှင်ပေးကနေပြင်ဝပြီးကိုယ်စိတ်နှပါကျမ်းမာချမ်းသာပါစေလို့မြစည်းမရေဒီယိုဖွဲ့သူဖွဲ့သားတွေကဆုတောင်းမေတ္တာပို့သလိုက်ပါတယ်မြန်မာပြည်သူတွေနဲ့အတူရပ်တည်နေမဲ့မြစည်းမရေဒီယိုပဲဖြစ်ပါတယ်နားဆင်ခဲ့ကြသူတွေအားလုံးကျမ်းမာကြပါစေခင်ဗျာ